မင်္ဂလာပါဒီကနေ့ကျမတို့မိန်းမတွေကကျမတို့အိမ်ထောင်ကြလို့အိမ်ထောင်ရေးမပျော်ရွှင်တဲ့အချိန်မှာကျမတို့ပထမအဆုံးကျမတို့မိန်းမလည်းစဉ်းစားတတ်တာကဒီယောက်ျားရဲ့အိမ်ကနေထွက်သွားချင်တယ်ဒီယောက်ျားနဲ့ကွဲချင်တယ်ဆိုတဲ့အရာကိုပဲများတော့အဖြစ်စဉ်းစားတတ်ကြတယ်ဒါပေမဲ့ကျမတို့မှာပထမအဆုံးစဉ်းစားရမယ့်အရာကအဲ့ဒါမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ကျမတို့ဘလို့ပဲစဉ်းစားကျမတို့ဖြစ်ချင်တာပဲတည်တယ်ဒါပေမဲ့ကျမတို့ကိုသူတို့ကတခါယူထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကမလွတ်တည်၍ကျမတို့ကမထွက်နိုင်ဘူးဒါကြောင့်မို့သူတို့လွတ်အောင်ကျမတို့ကထွက်เสียမလူဘူးကျမတို့ကိုကျမတို့လွတ်အောင်လောင်ရင်ထဲကနေကျမတို့ကိုယ်တိုင်ကျမတို့လွတ်ပေးလိုက်ရမှာဖြစ်ပါတယ်လောင်ရင်ထဲမှာကျမတို့ကိုယ်တိုင်ကျမတို့ကိုမချုပ်ထားဘူးတိကိုအရေးကြီးရယ်ကိုလောင်အင်ထဲကနေလွတ်ပေးလိုက်တဲ့ချိန်မှာကျမတို့ကပျော်ရွှင်မယ်ကျမ်းမာမယ်ကျမတို့ချမ်းသာတဲ့ဘဝကိုကျမတို့ဖန်တီးနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ကျမတို့ main ကလေးတွေကအိမ်ထောင်ကြပြီးမှအိမ်ထောင်ရေးမပျော်ရွှင်တော့ဘူးဆိုရင်ကျမတို့ဘာမှအဆုံးကျမတို့ကကျမတို့ရဲ့တင်ယူလေ့လာမှုကိုအဆက်မပြတ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ပြီးတော့ကျမတို့ရဲ့ဝင်ငွေကိုလည်းဘယ်တော့မှမရပ်တန့်ရဘူးကျမတို့ကိုယ်ပိုင်ဝင်ငွေဆိုတဲ့အရာကိုအမြဲတမ်းကျမတို့ကဖန်တီးယူရမှာဖြစ်ပါတယ်ဒါမှပဲကျမတို့ဘဝကိုကျမတို့ကဥဆောင်နိုင်တယ်ကျမတို့ဘဝအတွက်ကျမတို့ကဘယင်မပဲကျမတို့ဘဝကိုကျမတို့အကောင်းဆုံးဖန်တီးနိုင်မှာဖြစ်ပါတယ်ကျမတို့ယူထားတဲ့ယောက်ျားကဘယ်လိုမျိုးယောက်ျားပဲဖြစ်နေပါစေကျမတို့ပြီးဆုံးလာတဲ့ချိန်မှာသူနဲ့ဘာမှမဆိုင်ဘူးကျမတို့ရဲ့ပျော်ရွှင်မှုကျမတို့ရဲ့ချမ်းသာမှုကျမတို့ရဲ့အရာအလုံးကိုကျမတို့ကတာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ကျမတို့ကိုယ်တိုင်လုပ်ယူပိုင်ခွင့်ရှိတယ်ဒါကြောင့်မို့ကျမတို့ကဘယ်လိုမျိုးဒုက္ခဆင်းရဲပဲရောက်လာကျမတို့စာမင်းများဖတ်ရမယ်တင်ယူလေ့လာမှုများလုပ်ဖို့ကကျမတို့ဘယ်တော့မှမရတတ်ဘူးကတိတ်ကိုအရေးကြီးရဖြစ်ပါတယ်တင်ယူလေ့လာမှုတွေအမြဲတမ်းလုပ်နေတယ်ကျမတို့ရဲ့ဝင်ငွေကိုလည်းဘယ်တော့မှမရတန့်သွားဘူးဆိုရင်ကျမတို့မိန်းကလေးတွေရဲ့ဘဝကကျမတို့ကိုယ်တိုင်တာဘယင်မဖြစ်နေတဲ့အတွက်ကြောင့်မို့ကျမတို့လာပအောင်ကျမတို့နေနိုင်တယ်ကျမတို့ပျော်ရွှင်အောင်ကျမတို့လှုပ်ဆောင်နိုင်တယ်ကျမတို့ရဲ့ဘဝပျော်ရွှင်အောင်မြင်တဲ့ဘဝရောက်အောင်ကျမတို့ကိုယ်တိုင်ဖန်တီးနိုင်တယ်အဲကြောင့်မို့ကျမတို့မိန်းမတွေရဲ့အရေးကြီးဆုံးအရာကတော့အမြဲတမ်းတင်ယူလေ့လာနေရမယ်ကျမတို့ရဲ့ကိုယ်ပိုင်ဝင်ငွေဆိုတာလည်းအမြဲတမ်းရှိရမှာကတော့တိတ်ကိုအရေးကြီးတဲ့အရာဖြစ်ပါတယ်ဒါမှပဲကျမတို့ကဘယ်သူမှမိခုစီရမလို့ပဲနဲ့ကိုပျော်ရွှင်အောင်မြင်တဲ့ဘဝကိုတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်